ကျွန်တော်ရဲ့ဘဝဟာနေ့တိုင်းညှိနှိုင်းမှုတွေလုပ်နေရပါတယ်လုပ်ငန်းထဲမှာအလုပ်သမားတွေလစာတိုးဖို့ကိစ္စဖောက်တယ်တွေနဲ့စာချုပ်ချုပ်တာကအစနောက်ဆုံးအိမ်မှာဘာဟင်းချက်ရမလဲဆိုတဲ့ကိစ္စအစကျွန်တော်ညှိနှိုင်းနေရပါတယ်လူတော်တော်များများဟာ negotiation ကိုအသာစီးရယူမှဖြစ်မယ်လို့မြင်တတ်ကြပါတယ်ဒါပေမဲ့တကယ်ခေါင်းဆောင်အစစ်မှန်တွေကတော့နှစ်ဦးနှစ်ဖက်အစဉ်ပြေမှုနှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့ညှိနှိုင်းမှုကိုလုပ်တတ်ကြပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့နှစ်ဦးနှစ်ဖက်အစဉ်ပြေပြီးအကျိုးရှိမဲ့ win-win theory ကိုကျွန်တော်တို့ဘယ်လိုဖော်ဆောင်လဲကျွန်တော်တို့ရဲ့ညှိနှိုင်းမှုအတတ်ပညာကိုဘယ်လိုတိုးမြင့်မလဲဆိုတာနဲ့ပတ်သက်ပြီး sharing လုပ်ပြီးသွားချင်ပါတယ်ပထမဆုံးတစ်ချက်အနေနဲ့ကြိုတင်ပြင်ဆင်မှုဖြစ်ပါတယ်ကျွန်တော်တို့ကညှိနှိုင်းမဲ့စပွဲဝိုင်းကိုမရောက်ခင် negotiation မရောက်ခင်မလုပ်ခင်မိတ်ဆွေကဘာလို့တကယ်လိုချင်တာလဲဆိုတာကိုရှင်းရှင်းလင်းလင်းသိထားဖို့ဖြစ်ပါတယ်ဆိုလိုချင်တာကမိတ်ဆွေရဲ့ bottom line ကဘာလဲအနိုင်ဆုံးအဆင့်အောက်ဆုံးအဆင့်လုံးဝလက်မခံနိုင်တော့တဲ့အဆင့်ကဘာလဲဆိုတာကိုကြိုတင်ပြင်ဆင်သိထားဖို့ဖြစ်ပါတယ်နောက်တစ်ခုကမိတ်ဆွေရဲ့ partner လို့ခေါ်တဲ့ best alternative to a negotiated agreement ဒီညှိနှိုင်းမှုပြတ်ပြားသွားရင်နောက်ထပ်ရွေးချယ်စရာလမ်းကြောင်းဘာရှိတယ်လဲဆိုတာကိုကြိုတင်တွက်ချက်ထားဖို့ဖြစ်ပါတယ်ကဲပေါ့ပေါ့အဲ့တော့ကြိုတင်ပြင်ဆင်မှုကဘာတွေကိုထိရောက်စေတယ်လဲဆိုရင်တစ်ဖက်လူရဲ့လိုအပ်ချက်ကဘာလဲဆိုတာသိအောင်ကြိုတင်ပြင်ဆင်ထားမယ်သူတို့ဘာကိုကြောက်တယ်လဲသူတို့ကဘယ်အရာကိုလိုအပ်တယ်လဲကြိုတင်ပြင်ဆင်လေ့လာထားမယ်ဆိုရင်ညှိနှိုင်းမှုမှာမိတ်ဆွေကအသာစီးရနိုင်ချေရှိပါတယ်။သူက negotiate လုပ်တဲ့အခါမှာညှိနှိုင်းတဲ့အခါမှာနားထောင်ပြီးဖို့ဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ကျွန်တော်တို့ဟာကိုယ့်ရဲ့ညှိနှိုင်းနေတဲ့ညှိနှိုင်းဖို့ negotiation လုပ်နေတဲ့သူကိုနားထောင်ပြီးဖို့ဖြစ်ပါတယ်။ညှိနှိုင်းမှုစပွဲဝိုင်းမှာအဓိကအရေးကြီးဆုံးအရာက80%နားထောင်ပြီးဖို့ဖြစ်ပါတယ်20%ပဲမိတ်ဆွေကပြန်ပြောပါဘာကြောင့်80%ကနားထောင်ပေးတာလို့ပြောရတယ်လေဆိုရင်မိတ်ဆွေဟာတစ်ဖက်သူရဲ့အားသာချက်အားနည်းချက်တွေကိုများများနားထောင်ခြင်းအပြင်သိရှိနေတယ်တစ်ဖက်လူကိုစကားများများပြောခွင့်ပေးလေလေသူတို့ရဲ့လိုအပ်ချက်တွေသူတို့လိုချင်တဲ့အရာတွေသူတို့ရဲ့အားနည်းချက်တွေကိုမိတ်ဆွေကထောက်လန်းသိရှိဖို့အခွင့်အလမ်းပိုများပါတယ်ဟုတ်ကဲ့အဲ့ဒါမဟုတ်ဘူးဆိုရက်အဖြေမျိုးတွေပြန်ပြောမယ်အစားဒီအရာနဲ့ပတ်သက်ပြီးခင်ဗျားဘယ်လိုမြင်လဲဒီကိစ္စကိုကျွန်တော်တို့ဘယ်လိုဖြေရှင်းရင်ပိုကောင်းမလဲဆိုရက်မေးခွန်းလေးတွေမေးပြီးတော့သူတို့စိတ်ထဲမှာဘာတွေတွေးနေတယ်လဲဆိုတာကိုဆွဲထုတ်ယူနိုင်ပါနောက်တစ်ချက်ကတော့စိတ်ခံစားမှုတွေကိုဘေးဖယ်ထားဖို့ဖြစ်ပါတယ်ကျွန်တော်ညှိနှိုင်းဆွေးနွေးမှုစပွဲဝိုင်းဒီမှာစိတ်တူသွားတဲ့သူကအမြဲတမ်းရှုံးပါတယ်တစ်ဖက်လူကရိုင်းပြလာတယ်မောက်မောက်မဆက်ဆံလာတယ်မချေမငံဆက်ဆံလာတယ်ဆိုရင်တော့စိတ်မတူပါနဲ့အဲ့ဒီလူကိုပြန်မတိုက်ခိုက်ပါနဲ့ဒါပေမဲ့ကိုကပြဿနာကိုပဲတိုက်ခိုက်ပါဆိုလိုချင်တာကသဘောမတူတဲ့သဘောမတူဖို့ဖြစ်နိုင်ချေပိုများတဲ့အရာတွေကိုကျွန်တော်တို့ကဘေးဖယ်လိုက်ပါအဲ့ဒါကိုအာယုံမဆိုင်ပဲနဲ့နှစ်ဦးနှစ်ဖက်သဘောတူနိုင်မဲ့ကိစ္စတည်တည်လေးကနေစပြီးတော့အခြေပြုတိဆောက်ပြီးဆွေးနွေးကြည့်ပါဒါဆိုရင်ကြီးမားတဲ့သဘောတူညီမှုစီကိုရောက်ဖို့အတွက်လမ်းခင်းပေးပါလိမ့်မယ်။ဒီကုန်းချုပ်အနေနဲ့ပြောချင်တာကညှိနှိုင်းနေဆိုတာ
ကိတ်မုတ်တစ်ခုကိုခွဲဝေတာတွေမဟုတ်ဘဲနဲ့ကိတ်မုတ်တစ်ခုကိုပိုပြီးကြီးလာအောင်လုပ်တာမျိုးဖြစ်ရမှာမင်းရှုံးသွားမှငါနိုင်မယ်ဆိုတဲ့အတွေးထက်ငါတို့ဘယ်လိုမျိုးအတူတူနိုင်ကြမလဲဆိုတဲ့အတွေးကမှရေရှည်ခိုင်မြဲတဲ့ခေါင်းဆောင်မှုကိုဖြစ်စေတာဖြစ်ပါအကောင်းဆုံးညှိနှိုင်းမှုဆိုတာနှစ်ဦးနှစ်ဖက်စလုံးပြုံးပြုံးရွှင်ရွှင်နဲ့လက်ဆွဲနှုတ်ဆက်နိုင်တဲ့အခြေအနေမျိုးပါစေတနာကိုအခြေခံပြီးတော့နီးပြူဟာကြကြညှိနှိုင်းတတ်ကြပါစေအားလုံးပဲမင်္ဂလာနေ့တဲ့ကလေး